မင်္ဂလာပါခင်ဗျာဒီနေ့ကတော့မြန်မာ Imperial College MIC ရဲ့မွန်စွန်ဂိမ်းလေးဖြစ်ပါတယ်ကျွန်တော်က Higher National Diploma တက်နေတဲ့ William ဖြစ်ပါတယ်ဒီမှာကတော့ Patricia ပါဒီနေ့ MIC ရဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးညီကောင်စစ်လို့ကြားစာစောင့်မျှော်နေကြတဲ့မွန်စွန်ဂိမ်းလေးကို Imperial Sport Arena မှာစီကားသမရိုက်စာကျင်းပနေပါတယ်အဲ့တော့အားလုံးတူတူတက်ကြည့်လိုက်ရအောင်Patricia ရေဒီနေ့မွန်စွန်ဂိမ်းမှာတော့ Table Tennis ဖူဆယ် Basketball နဲ့ E-sports များရှိပါတယ် E-sports မှာဟိုမှာ PUBG နဲ့ Mobile Legends ရှိတယ်ကျင်း Badminton ပြိုင်ပွဲမှာဆိုရင် Single ရော Double ရောရှိတယ်ဒါရီအပြင်ပြိုင်ပွဲတွေအကုန်လုံးအတွက်စုရည်လည်းအများကြီးပေးသွားမှာပေါ့နော်။ William ဒီနေ့မှာဘာလို့ပြိုင်ခဲ့လဲ။ William ကတော့ဒီနေ့ဖူဆယ်မှာ goalkeeper အနေနဲ့စောင့်နေတယ်။ဟုတ်အပေးမယ်နော်။ Okay Patricia ရောဒီနေ့မှာဒီနေ့အပေးဖို့အတွက်ပဲလာခဲ့ရပါတော့။ပြီးတော့ပြိုင်ပွဲအပြင်မြန်မာ Imperial Dance Cup ရဲ့ cheerleader နဲ့ performance တွေကိုလည်းပတ်ကြည့်လို့ရတယ်။ဟုတ်လား။တော့ကြည့်ရအောင်လေ။အဲ့တော့ performance တွေနဲ့ပြိုင်ပွဲတွေကိုတွားကြည့်လိုက်ရအောင်။Hello ကျွန်တော်ဒီနေ့မူဆုံးဂိမ်းမှာကျွန်တော်တငယ်ရင်းတွေကိုကျွန်တော်လိုက်မေးပါမယ်သူတို့ဘာလုပ်နေလဲဆိုတာလာသွားကြည့်ကြအောင်မင်္ဂလာပါကိုနဲ့ညီမဒီနေ့မူဆုံးဂိမ်းမှာကိုတို့နဲ့ညီမတို့ဘာလုပ်ကြတယ်မတို့က badminton ပြိုင်တာပေါ့နော်ဟုတ်ကျွန်တော်လည်း badminton ပါပဲ badminton ပြိုင်တယ်ပြီးတော့ဖူးစိတ်တွေပါကြီးကန်ဟုတ်ပြောကြပါလားကိုတို့ပြောပါတယ်စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်နေရာလူအသက်တွေနဲ့ဆိုတော့ပိုပြီးတော့ပျော်ဖို့ကောင်းပါတယ်ပိုပြီးတော့ပြိုင်ဆိုင်လဲများတယ်လို့ထင်ရပါတယ်ဒီနှစ်ကကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါမင်္ဂလာပါဟိုဒီနေ့အမဘာကြီးဆော့မှာလဲဘာကြီးလုပ်ကြမှာလဲဒီနေ့ညီမကတော့ women basketball ရေပြီးတော့ cheerleading ရေလုပ်ဖို့ရှိပါတယ်ဟုတ်လားပြောဖို့ကောင်းလားညပြောကခုတော့ရင်းနေရှင်းခေါင်းနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါဆိုဒီပဲကြိုက်တော့မင်္ဂလာပါမင်္ဂလာပါဒီနေ့အမဘာကြီးဆော့မှာလဲမသိဘူးဒီနေ့ဗန်နေကတော့ basketball နဲ့ cheerleader နှစ်ခုပါတာပေါ့ပြောဖို့ကောင်းလားမသိဘူးပြောပါဒါပေမဲ့စိတ်လှုပ်ရှားနေတာတခါမှမဆော့ဘူးကဲ fighting ပါကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီMIC ရဲ့ပုံစံကိန်းလေးမှာဘာပြောင်းလဲကြားလဲမသိဘူးကျွန်တော်ကတော့ဒီ table tennis နဲ့ basketball ဆော့ဖြစ်ပါတယ်ဒီလိုမျိုးဂိမ်းတွေဝင်ကစားခြင်းဖြစ်ဘယ်လိုမျိုးအကျိုးတွေရလဲမသိဘူးเนาะကျွန်တော်အစားကတော့ basketball ဆိုတာကျွန်တော်အစားကြောက်ခဲ့လိုက် basketball မဆော့နိုင်ပါလားလို့ပြီးတော့လည်းအစားပါလဲအပေါင်းစလည်းမရှိဘူးအခုကျွန်တော်အခု basketball join တော့ကျွန်တော်တငယ်ချင်းလာအများကြီးတိုးတက်လာတယ် basketball စကိရတက်လာတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ရဲ့ဝါသနာအတစ်တစ်ခုရှာဖွေတွေ့ရှိခဲ့ရအောင် MIC ကြောင့်ကျေးဇူးပါအခုမင်္ဂလာပါအင်တာဗျူးပြရလားဟုတ်ကဲ့ပါဗျအခုပေါ့နော်ရင်တော့ MIC sport game တွေမှာဝင်ကြိုင်ခဲ့ပူရတယ်လည်းရှိလို့ MC လည်းလုပ်ဖို့ရကြတော့လေဒီတစ်ခါ sport game တွေမှာဘယ်လိုကြိတ်ကြုံနေလဲဘယ်လို benefit တွေများရလဲမသိဘူးဒီတစ်ခေါက်ကတော့ကျွန်တော်က basketball ဆော့မယ်ဘောလုံးလိုက်ကန်မယ် table tennis လည်းရိုက်တယ်ဆိုတော့ကျွန်တော်အများကြီး benefit တွေရတယ်အားလုံးနဲ့လည်းပျော်ပျော်ရွှင်ရွှင်ဟိုဘယ်လိုပြောမလဲစာပဲလုပ်နေရတာမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော် activity လေးလုပ်ရတဲ့အခါကျတော့အဆင်ပြေပါတယ်ဗျဟုတ်အဲ့ဒီပြင်ပေါ့နော်နောက်ထပ်ဒီ MIC ကဒီနောက်ထပ် sport game တွေမှာထပ် join တော့ဖို့ရှိတာမသိရှင်ဟုတ်ကဲ့ကျွန်တော်နောက်ထပ် game တွေမှာလည်းကျွန်တော်ကျောင်းမှာရှိနေသူတွေ join ဖို့ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ညီမတို့မင်္ဂလာပါဒီနေ့ MIC မွန်ဆိုကိန်းမှာပေါ့နော်လာရောက်ပြီးအားပေးရလားမသိဘူးရှင်ဒီနေ့ MIC မွန်ဆိုကိန်းမှာပေါ့နော်အခန်းထဲကယောက်ျားလေးတငယ်ချင်း2ယောက်ကလည်း man ဖုဆယ်ဝင်ပြိုင်နေပေါ့နော်ပြီးတော့ညီမတို့2ယောက်ကလည်းတခြား basketball တွေ table tennis ပွဲတွေလာအားပေးရပါဒီနေ့တငယ်ချင်းတွေလာပြင်လာတဲ့တွေ့ရပြီးတော့နောက်ချာချီနီယာအပြအကိုကြီးအမကြီးကလည်းအရန်ပေါ့နော်လို့တော်ဝယ်ပေါ့နော်အားကြောင့်ကြည့်ချင်လို့လာဖြစ်ပါရှင်မင်္ဂလာပါညီမဒီခါမွန်ဆိုကိန်းမှာပါဝင်ရောက်ကစားဖြစ်လည်းမသိရှင်ငါတို့ဒီနေ့ဖူဆယ်ဝင်ကြိုင်းလာပါရှင်ဟုတ်အရင်ရော MIC sport game တွေမှာဝင်ကစားဖို့ရရှိလားမသိဘူးတော့ဒီဖူဆယ်ကိုပဲပုံနဲ့ရှိပြီပေါ့နော် join တာဒီလိုမျိုးပေါ့နော် MIC sport game ညာဝင်ကစားခြင်းဖြစ်ဘယ်လိုမျိုး benefit တွေနဲ့ဘယ်လို experience တွေရလဲမသိဘူး
ညီမကတော့အဓိကတော့တငယ်ချင်းတွေပြောပါဦးတော့ပေါ့နော်ဟိုတငယ်ချင်းတွေနဲ့အဖွဲ့တစ်ခုဖွဲ့ပြီးတော့ full set join ဝင်တာပဲရှိအောင် ကျေးဇူးတင်ပါတယ်ဟုတ် basketball တို့ table tennis အစုံပေါ့နော်ပြီးတော့ဒီ first prize second prize third prize အကုန်လုံးကလည်းပေးနေတာဆိုတော့ပြောဖို့လည်းကောင်းတယ်ပြီးတော့အကုန်လုံးမြန်မြန်ဆိုင်နဲ့ပွဲရကြည့်ပြည်သက်တွေပိုင်းနဲ့ဆိုတော့အရင်ပြောဖို့ကောင်းပါတယ် မွန်ဆွန်ဂိမ်းမှာကခုဒီ basketball တွေရော football တွေရောအကုန်လုံးပါတယ်ပေါ့နော်များသောအားဖြင့်မြန်မာတငယ်ချင်းတွေကလည်း basketball မှာပါတော့ပို့ပြီးတော့ကြည့်ရပို့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် တကယ်ချင်းတွေလည်းပါတော့ကြောင့်အားပေးဖြစ်ပါရဲ့ရှင်ဒီ MIC မှာဆိုလို့ရှိရင် club တွေ activity တွေအများကြီးရှိရပေါ့နော်ဆိုတော့ဒီ activity ထဲမှာဒီလိုမျိုးနှစ်စဉ်ဓာတိအလိုက်ပေါ့နော်ဒီလိုမျိုးပွဲလေးစီစဉ်ပေးတဲ့အတွက်ကြောင့်မိုးရီနဲ့ဒီလိုကျောင်းစာကြီးတစ်ခုပဲမဟုတ်ဘဲနဲ့ဒီလိုပြင်ပ activity ပါတဲ့အတွက်ကြောင့်အရင်လေးပြောရရဲကျောင်းကြီးပဲတက်နေရတော့ပြင်းတာမျိုးလည်းမရှိဘူးတကယ်ချင်းတွေလည်းပို့ပြီးရင်းနှီးနှီးဖြစ်တာပေါ့နော်ဆိုတော့အရင်ပြောပါရဲ့ရှင် MIC ကကျောင်းကတစ်နှစ်မှာ2ခါလောက်လုပ်တာဆိုတော့ကျောင်းသားတွေစာရေးမဟုတ်ပဲဒါတွေပါဆော့ရတော့ပို့ပြီးတော့ပြောဖို့ကောင်းပါတယ်ဟုတ် ကျွန်တော်တို့ဒီ MIC မှာဆိုလို့ရှိရင်ပေါ့နော်20နှစ်တိုင်း Monson Game Winter Game အစားရှိရဲ့အားကစားပွဲတွေကိုကျင်းပပေးအဲ့လိုအခါမှာဆိုရင်ကျောင်းသားတွေရဲ့စီးလို့ညီညွတ်တာတွေပို့ပြီး team work တွေကိုအဲ့လိုမြင်ရရဲ့ဒီလာရဲ့လူတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဒီမှာအစားတောက်တွေလည်းကျွေးရနောက်ပြီးတော့ဒီ Chelsea လေးတွေလည်းလက်ဆောင်ပေးရဖြစ်ပါတယ်MIC ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထည့်ဖို့ပါ